အားလုံးက AI ကိုသုံးပြီးတော့အင်္ဂလိပ်စာကိုလေ့လာနေကြတာတော်တော်များများဆိုလို့ရှိရင်ရှေ့ဝေးရောက်နေကြပြီဆရာရဲ့ channel မှာဆရာလုပ်ထားတဲ့ voting လေးတစ်ခုဆရာတို့ကြည့်ကြအောင်ဒီ voting လေးမှာ80%ရာခိုင်နှုန်းအင်္ဂလိပ်စာလေ့လာရတဲ့သူတွေတော်တော်များများဒီ AI နဲ့တူအင်္ဂလိပ်စာလေ့လာနေအောင်ဆရာတို့တွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့ပြိုင်ဘက်တွေကဟလာ10ဆလောက်မြန်မြန်တက်မြောက်နေတဲ့အချိန်မှာကိုကတစတော့မတိုးတက်လာဘူးဆိုလို့ရှိရင်ဒါတော်တော်လေးကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်တယ်ဒီနေ့ဒီဗီဒီယိုမှာသူတို့ကိုပြန်ကြော်တက်လို့ရမယ်နည်းလမ်းတွေကိုဆရာပြောပြပေးမယ် reading writing listening speaking လေးခုလုံးမှာဆရာတို့အိမ်မှာလွယ်တကူ AI နဲ့ဘယ်လိုလေ့လာလို့ရမလဲဆိုရင်နည်းလမ်း၅ခု her skills လေးခုနည်းလမ်း၅ခုကိုဆရာဒီဗီဒီယိုမှာပြပေးမယ်ဒီဗီဒီယိုအဆုံးထိကြည့်ပြီးသွားတဲ့အခါကျလို့ရှိရင်အင်္ဂလိပ်စာကို10ဆကိုပို့ပြီးတော့ဘယ်လိုမြန်မြန်လေ့လာနိုင်မလဲဆိုရင်နည်းလမ်းတွေကိုအားလုံးရသွားမှာဖြစ်တယ်ပထမဆုံး skills တခုကဆရာ reading အင်္ဂလိပ်စာကိုဖတ်တဲ့အခါမှာကိုမသိတဲ့ vocabulary အမြင်နဲ့လို့စာအုပ်ဖတ်နေတဲ့ပေါ်လာတတ်တယ်အဲ့တော့စာအုပ်ဖတ်တိုင်းမှာကိုတခုခုမသိတိုင်း dictionary လှန်နေရမယ်ဆိုလို့ရှိရင်ဆရာတို့ဒီစာအုပ်ဖတ်ရအောင်စိုက်လို့မရဘူးအဲ့တော့တစ်ချိန်တည်းမှာပဲဟာကလေးစာအုပ်တွေကိုတော့ဖတ်နေမယ်ဆိုလို့ရှိရင်လည်းဆရာတို့အနေနဲ့ဟာကိုနဲ့တင့်တော်တဲ့စာအုပ်မဟုတ်တဲ့အတွက်ကြောင့်ပြင်ဖို့ကောင်းလိမ့်မယ်အဲ့တော့ဒီနေရာမှာ AI ကိုသုံးပြီးတော့ဆရာတို့ level shifter ဘယ်လိုလုပ်လို့ရလဲဆိုတော့ hack လေးတခုဆရာပြမယ်ကောင်းပြီအဲ့တော့ဆရာတို့ဒီ reading လုပ်ဖို့အတွက် English article တခုကိုဆရာတို့ရှာကြည့်အောင် Okay, no? Arrow tower dima, okay, read the full article. Arrow the share patch in every tower. No? Dima the truth Sagaloni is everybody is Sagaloni she every tower. Arrow dago siadi copy you like it. Either a comma ChatGPT.com like it. A good sia yame promptly die like you will up today. Prompt go ye be wire comma zero the copy you are test ကိုဒီမှာထည့်လိုက်လို့ရတယ်တကယ်လို့အဲ့လိုမျိုးမထည့်ချင်ဘူးဆိုလို့ရှိရင်လည်းဆရာတို့ဒီ link တစ်ခုလုံးကိုယူပြီးတော့ ChatGPT ကိုတွားပြီးတော့ဖတ်ခိုင်းလို့ရတယ်ဒီနေရာမှာဆရာဒီ link ကိုဆရာထည့်လိုက်လို့ရတယ်အဲ့လိုထည့်လိုက်ပြီဆိုတဲ့အခါမှာ ChatGPT ရဲ့ဒီ link တစ်ခုလုံးကိုတွားဖတ်လိမ့်မယ်အဲ့တော့ဒီမှာတော့ဆရာဒီ paragraph 3ခုပဲဆရာယူရတယ်အဲ့တော့ဒါကိုဆရာတို့နှိပ်လိုက်ပြီဆိုလို့ရှိရင်သူဒီပါလေဆရာတို့ beginner English level မှာပြောင်းပြီးတော့ပြန်ရေးပေးမယ်အဲ့ဒီအပြင်ကိုအတိတ်ပဲဒီအတူတူပဲဖြစ်မယ်အဲ့ဒီပြင်မှာခတ်တဲ့စကားလုံး၅လုံးကိုဒီစာပိုက်၃ပိုက်မှာရှာပြီးတော့သူဆရာကိုအတိတ်ပဲနဲ့ပြန်ပြောပြမယ်အဲ့တော့ဒီမှာသူဒီ simplified version beginner level ကိုဆရာကိုပြန်ရေးပေးတယ်ပြီးတော့အခါမှာ 5 difficult words ကဘာတွေလဲအဲ့ဒါတွေအတိတ်ပဲတွေကဘာလဲဆိုတော့ဆရာကိုပြန်ပြီးတော့ပြောပြပေးတယ်အဲ့ဒီမှာမှဒီစကားလုံးတစ်လုံးချင်းစီအတိတ်ပဲကိုဆရာကိုထပ်သိချင်တယ်ဆိုလို့ရှိရင်သူ့ကို copy ပေးပြီးတော့ထပ်ပေးရဆိုလို့ရှိရင်သူဒီဆရာကိုထပ်ပြီးတော့ရှင်းပြမှာဖြစ်တယ်ကောင်းပြီအဲ့ဒီ hack တခုထဲမှာနေ AI ကဘလောက်ကြီးပဲခက်ခဲတဲ့ဒီ science journal တခုပဲဖြစ်ပါစေဆရာတို့နားမလည်ဘူးဆိုလို့ရှိရင်ဒီလိုမျိုး breakdown လုပ်ပြီးတော့ဆရာတို့ဒီချက်ချင်းဖတ်လို့ရမှာဖြစ်တယ် AI business and English တခုမှလွတ်မသွားခြင်းဘူးဆိုလို့ရှိရင်ဆရာရဲ့ channel ကို like and subscribe လုပ်ထားလို့ရပါတယ်ဘဝမှာအောင်မြင်ကြတယ်ဆိုလို့ရှိရင်အခုဆရာပြောမယ့်စကားလေးကိုတိချာလေးနားထောင်စေချင်တယ်အင်္ဂလိပ်ဘာသာစကားကိုပဲလေ့လာဘာကိုပဲလေ့လာဘယ်လိုပညာရပ်တွေကိုပဲလေ့လာလောကကြီးမှာကိုအောင်မြင်တဲ့ဆိုလို့ရှိရင်အရင်ရေးကြည့်တဲ့အချက်ရှိအဲ့ဒါပါလဲဆိုတော့တခြားသူတွေနဲ့ပြိုင်နေလို့မရဘူးကိုယ့်ဘာသာကိုပြိုင်နေဖို့လိုရတယ်တခြားသူတွေနဲ့ပြိုင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ငါသူ့လောက်အင်္ဂလိပ်စကားမပြောတတ်ဘူးငါသူ့လောက် grammar မပြောငါသူ့လောက် writing မကောင်းငါသူ့လောက် vocabulary မသိဘူးဆိုတော့ကိုယ့်ကိုယ်စိတ်တကြအဲ့လိုစိတ်တကြပြီးသွားတဲ့အခါမှာအရင်ကြိုးစားကြပြီဆိုတဲ့အခါမှာလေကောက်ရိုးပြီးလို့ကြိုးစားနေလို့မရဘူးနေ့တိုင်းနည်းနည်းစီတိုးတက်လာဖို့လိုအဲ့တော့မနေ့ကငါထက်ဒီနေ့ငါဘယ်လောက်ပိုတိုးတက်လာလဲဒါကိုကအမြင်နဲ့လို့ analysis လုပ်နေဖို့လိုတယ်တချို့ကဝုန်းဆိုပြီးကြိုးစားကြပြီးတော့ပျောက်သွားကြတာမျိုးရှိတယ်အဲ့တော့အဲ့လိုမျိုးလုပ်တော့လို့မရဘူးအဲ့တော့ဆရာဥမာချင်းပြောရမယ်ဆိုလို့ရှိရင်ဆရာတောင်တက်တယ်လို့ပြောတယ်တောင်တက်ပြီဆိုတဲ့အခါကျလို့ရှိရင်တောင်အောက်ကနေတောင်ထိပ်ကိုခြေလန်းတလန်းနဲ့မရောက်တော့ခြေလန်းတလန်းချင်းစီတောင်တက်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့နေ့တိုင်းကြိုးစားထုတ်နေဖို့လိုတယ်အဲ့တော့တနေ့မှာ9 20စာထိုင်လုပ်ပြီးတော့တလလုံးမလုပ်တာတက်ဆိုင်လို့ရှိရင်တနေ့ကို7မိနစ်လုပ်ပြီးတော့တလလုံးနေ့တိုင်း7မိနစ်လုပ်သွားတာပို့ပြီးတော့အကျိုးရှိတယ်အဲ့တော့ဒါလေးကိုကောင်းနေထဲတာကတော်တော်များများအကြောင်းသားတော်တော်များများဆရာတွေ့ရတာပါလဲဆိုတော့interview ရှိတယ်အင်္ဂလိပ်စာဝုန်းဆိုပြီးတော့တင်းနေရတော့ထိုင်လို့ကြရပြီးတော့ပြောင်းသွားတယ်တခုခုရှိရဲ့ဟာလာဆမ်မွေးရှိရဲ့အင်္ဂလိပ်စာဝုန်းဆိုပြီးထိုင်လို့လည်းပြီးတော့ပြောက်သွားတယ်ဆိုတော့အဲ့လိုမျိုးလုပ်နေမယ်ဆိုလို့ရှိရင်ကိုကဘယ်တော့မှကိုလိုချင်တဲ့ level တခုကိုရောက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ဆရာတို့ဒီနေ့တိုင်းနည်းချင်းစီကိုလိုချင်တဲ့နေရာကိုရောက်အောင်နေ့တိုင်း
consistency ရှိဖို့လိုအပ်မှာဖြစ်တယ်အဲ့ဒါလေးကိုဆရာအားလုံးကိုပြောပြခြင်းတယ်တော်တော်များများဒီစူးစမ်းပြီးတော့ဘယ်လိုစူးစမ်းရမလဲမသိဘူးအဲ့တော့ဆရာကျွန်တော်စူးစမ်းနေတာပဲဆရာကျွန်တော်စာရီမနေ့ကဆိုစာကျွန်တော်10နာရီတောင်ဖတ်တယ်ဆိုတော့စာ10နာရီဖတ်ပြီးတော့9နာရီလောက်ကစိတ်လွင့်နေမယ်ဆိုလို့ရှိရင်ဒီ10နာရီကအလကားအချိန်ဖြုံးလိုက်တာနဲ့အတူတူပဲအဲ့တော့ကိုတနာရီပဲအောင်ဆိုင်လို့ရရင်တနာရီပဲစားလို့10မိနစ်ပဲအောင်ဆိုင်လို့ရရင်10မိနစ်ပဲစားဒါပေမဲ့အဲ့ဒီလုတ်တဲ့အချိန်မှာကိုဒီအကျိုးရှင်အောင်လုပ်တတ်ဖို့လိုရတယ်အဲ့တော့အဓိကဆရာပြောချင်တာတခြားသူတွေကိုမပြိုင်ပါနဲ့ဟလာတော်တော်များဆရာ comment မှာတွေ့ရတယ်ဆရာကိုလည်းလာပြောရရှိဆရာပြောသလိုပြောတတ်ချင်တယ်ဆိုဆရာတို့စူးစမ်းခဲ့ရတဲ့ကာလတခုဆရာတို့ရောက်နေတဲ့အနေအထားတခုလာပြီးကြည့်ပြီးတော့ဆရာတို့လိုဘာလို့မဖြစ်တာလဲဆိုတာမျိုးစဉ်းစားနေမယ်အစားမနေ့ကငါနဲ့ဒီနေ့ငါဘယ်လောက်တိုးတက်လာလဲဆိုတော့ကိုအမြင်နဲ့လို့သုံးသက်နေမှသာလေတကယ်တိုးတက်တဲ့ရလဲတခုရအောင်လို့ဆရာပြောချင်တယ်ကောင်းပြီ reading အတွက် hack ကရသွားပြီ okay အဲ့နောက်တစ်ခုဆရာဆက်စင်တော့ပါလေဆိုတော့စာရီပဲဖတ်နေပြီးတော့သူများပြောတော့နားမလဲဆိုလို့ရှိရင်လေcommunication လုပ်လို့မရအောင် okay အဲ့တော့ listening skills တက်လာအောင်ဘယ်လိုလုပ်အောင်လဲဆိုရင် hack to listening နဲ့ပတ်သက်တဲ့hack ကိုဆရာပြပြပေးမယ်အဲ့တော့ listening ကိုပြောလိုက်ပြီးဆိုတဲ့အခါကျတော့ရှင်တော်တော်များများဒီ YouTube ပေါ်မှာ English video တွေကြည့်ပြီးတော့ listening လုပ်ကြရပေါ့နော်အဲ့တော့ talk show တွေပဲဖြစ်ဖြစ် podcast တွေပဲဖြစ်ဖြစ်အစားအပြင်ကြည့်ပြီးတော့ကိုယ့်ရဲ့ listening skills ကိုနားလေလာအောင်ပေါ့နော်ဒါတွေကိုနားထောင်ကြရတယ်ဒါပေမဲ့တော်တော်များများဒီအဲ့ဒီမှာနားထောင်ပြီးရတဲ့အခါမှာတကယ်နားလေလာဆိုတဲ့အခါကျတော့ရှင်ကိုယ့်ကိုယ်တေချာခွင့်ချစိတ်ဖြောင်းလို့မရအဲ့ဒါကြောင့်မလို့ထားဖို့ဆရာ passive learning လို့ဆရာပြောလို့ရတယ်အဲ့တော့ဒီ passive learning ကို listening မှာ active learning ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ဆရာ AI ကိုသုံးပြီး hack လုပ်လို့ရတယ်အဲ့တော့ဒီ hack မှာဆရာ Google Gemini ကိုသုံးပြီးတော့ဆရာတို့ဒီ YouTube ပေါ်မှာဟာလာဒီ video ကိုကြည့်ပြီးတော့နားထောင်တဲ့အခါမှာငါတကယ်နားလေလားနားမလဲလားဆိုတော့ဘယ်လို active learning လုပ်လို့ရမလဲဆိုတော့ hack လေးကိုဆရာပြပေးမယ် listening အတွက်ကဆရာ YouTube ကိုသွားမယ် YouTube ကိုသွားပြီးတော့ဆရာ YouTube မှာvideo တစ်ခုရိုက်ရှာကြည့်လိုက်မယ်အဲ့တော့ DV ရဲ့ link ကိုဆရာcopy ယူလိုက်တယ်ပြီးသွားတဲ့အခါမှာ Google Gemini ကိုဆက်သွားတယ်ပြီးတော့အခုဆရာရိုက်ပြမယ် prompt လေးကိုရိုက်လိုက်လို့ရမှာဖြစ်တယ်အဲ့တော့ဆရာဒီမှာ login မဝင်တော့ login ဝင်တဲ့အတွက်ကြောင့်မလို့ဆရာရိုက်ပြီးသွားတဲ့အခါကျတော့သူဒီဆရာကို login ဝင်ခိုင်းလိမ့်မယ်အဲ့တော့ Google Gemini ဒီ free သုံးလို့ရတယ်အဲ့တော့ကို့မှာ Google account Gmail account ရှိရဆိုလို့ရှိရင်လူတိုင်းဝင်သုံးလို့ရမှာဖြစ်တယ်ဒီနေရာမှာဆရာက copy ကူးလာတဲ့ YouTube video link လေးကိုဆရာရိုက်ထည့်လိုက်တယ် okay အဲ့တော့ဒီ prompt ကဒီ video ကိုကြည့်ပြီးတော့ဆရာတို့ကိုပြန်ပြီးတော့ quiz ပေးမှာဖြစ်တယ်အဲ့တော့ဒီ video ကိုဆရာတို့တကယ်နားလေလားနားမလဲလားဆရာတို့ထိုင်ကြည့်နေတယ်ဒါပေမဲ့ဒါကိုငါတကယ်နားလေလားနားမလဲလားသိချင်တဲ့အတွက်ကြောင့်မလို့ Google Gemini ကို video သွားကြည့်ခိုင်းနေကြည့်ပြီးတော့တဲ့အခါမှာငါ့ကိုပြန်စစ်ပြီးတော့ quiz တွေထုတ်ခိုင်းတာဖြစ်တယ်အဲ့တော့ကြည့်ကြည့်အောင်အဲ့တော့သူဒီဆရာကို quiz တွေထုတ်ပေးတယ်အဲ့တော့ဒီ video သူသွားကြည့်ပြီးသွားတဲ့အခါမှာဒီ video ဆရာတကယ်နားလေလားနားမလဲလားဆိုတော့သူဒီ quiz တွေထုတ်ပြီးတော့ဆရာဒီအဖြေမှန်ရွေးရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာဆရာကို sign in ဝင်ခိုင်းတယ်ခုနဆရာပြောသလိုပဲဆရာဒီ login ဝင်ထားတဲ့အတွက်ကြောင့်မလို့ဆရာ sign in ဝင်ရတာဖြစ်တယ်အဲ့တော့ဒီ hack ကိုသုံးမယ်ဆိုလို့ရှိရင် Google Gemini မှာကိုယ့်ရဲ့ Gmail account နဲ့ login ဝင်ထားမှာဖြစ်တယ်အဲ့တော့ဒီ hack ကိုသုံးကြရမယ်ဆရာတို့ဒီ English so listening ဟာလာ YouTube ကြည့်တဲ့အခါမှာYouTube မှာ video တွေကြည့်တဲ့အခါမှာဒီတိုင်းထိုင်ပြီးတော့ဆရာတို့ဒီ passive learning နဲ့လေ့လာနေတာထက်ဆိုင်လို့ရှိရင်ဒီလိုလေးလုပ်လိုက်ခြင်းအပြင် video တစ်ခုကိုကုန်သွားတယ်10မိနစ်ပေးလိုက်ရတယ်15မိနစ်ပေးလိုက်ရတယ်ဒါကငါတကယ်နားလေလားနားမလေလားဆိုတော့ကိုယ့်ကိုပြန်ပြီးတော့ sensitive ပြီးတော့သုံးသပ်လို့ရမှာဖြစ်တယ်ဆရာရဲ့ Telegram နဲ့ Viber channel ကို join လုပ်ကြတဲ့ဆိုတဲ့လူတွေဆရာဒီ video ရဲ့ description လေးမှာဆရာ link တွေချပေးရတယ်အဲ့ channel တွေမှာဆရာshade တင်မဲ့ video နဲ့ပတ်သက်ပြီးတော့ဆရာ publish လုပ်ပေးမယ်ပြီးတော့အခါဆရာ online course တွေနဲ့ပတ်သက်ပြီးတော့ဆရာလုပ်တဲ့အခါကြောက်လို့ရှိရင်အဲ့ဒီ channel တွေမှာဆရာအကြောင်းကြားပေးတော့မှာဖြစ်တယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေ join လုပ်လို့ရပါတယ်။ကောင်းပြီအဲ့ဆရာ reading and listening ကိုပြီးတော့ပြီ hack နှစ်ခုရပါပြီ။အဲ့ဆရာ writing ကိုကြည့်အောင်ဆိုတော့အလုံးမှာပဲဖြစ်ဖြစ် email ရေးတာပဲဖြစ်ဖြစ်ဟာလား essay ရေးတာပဲဖြစ်ဖြစ်ကိုကြောင်းပါပေါ့နော်ဆိုတော့စာရေးပြီး writing လုပ်ပြီးဆိုတဲ့အခါကြောက်လို့ရှိရင်ဒီ hack နဲ့ဆရာတို့ဒီ writing ကိုလေ့လာလို့ရတယ်ဆိုတော့ writing လို့ပြောလိုက်ပြီဆိုရင်တော်တော်များများအကြောင်းသားအများစုဆရာတို့ကိုယ်တိုင်အားစားအခုအချိန်ဒီ issue တစ်ခုပြဿနာတစ်ခုရှိရပေါ့နော်တစ်ချက်ပြဿနာဘယ်ကစာရေးရမှမသိတာနှစ်ချက်ပြဿနာစာရေးမှားမှကြောက်နော်အဲ့တော့ဘာလို့အဲ့ဒါကြီးကြောက်လဲဆိုဆရာတို့မှားတဲ့အခါမှာကိုပြင်ပေးရသူမရှိတဲ့အခါမှာအမှားကိုပဲထက်ခါလုံးမိနေတယ်အဲ့တော့ writing မှာကြုံလေးရှိတဲ့ဒီအခက်အခဲကိုဆရာတို့ဒီ hack နဲ့အတူတူလေ့လာလို့ရတယ်
ကောင်းပြီဒီ writing hack မှာဆရာပြောချင်တာကိုရေးထားတဲ့ email ပဲဖြစ်ဖြစ် essay ပဲဖြစ်ဖြစ်ကို English ကိုရေးထားတာဘာပဲဖြစ်ဖြစ်အဓိကကိုရေးထားတာဖြစ်ဖို့လိုတယ်เนาะအဲ့ဒါမှကိုမှားလိမှားထားရှိတယ်အမှားတွေကအဲ့ဒီစာပိုက်မှာပဲ essay မှာပဲဖြစ်ဖြစ် email မှာပဲဖြစ်ဖြစ်ရှိမှာဖြစ်တယ်အဲ့တော့ကိုရေးထားတဲ့စာဖြစ်ဖို့လိုတယ်ကိုဘာသာကိုမှန်တာမှားတာအကြောင်းမို့ကို notepad မှာပဲရေး Microsoft မှာပဲရေးစရာရှိတာချရေးလိုက်မယ်ပြီးသွားတဲ့အခါမှာချရေးထားတဲ့ essay ကိုဆရာတို့ဒီ ChatGPT ကိုလာပြီးတော့ဒီ essay ကိုဆရာတို့ copy paste လုပ်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုဆရာတို့ copy paste လုပ်လိုက်တယ်ပြီးသွားတဲ့အခါမှာဒီအောက်မှာဆရာအခုရေးပေးတဲ့ prompt ကိုဆရာတို့ရေးမယ်အဲ့တော့ဒီနေရာမှာဆရာဒီဘာကိုပြောလိုက်လဲဆိုတော့ငါကြီးထားတဲ့ essay ကိုကြည့်ပေးပါပြီးသွားတဲ့အခါမှာငါ့ကို correction လုပ်ပေးပါငါရဲ့ original sentence တွေနောက်ပြီးတော့ငါမှားထားတဲ့ဆိုလို့ရှိရင်ငါမှားထားတဲ့ original sentence ပေါ့နော်ပြီးသွားတဲ့အခါမှာမှန်တဲ့ version ရဲ့ပြီးသွားတဲ့အခါမှာ grammar နဲ့ပတ်သက်ပြီးတော့ငါ့ကို explain လုပ်ပေးပါလို့ဆရာပြောလိုက်တာဖြစ်တယ်အဲ့တော့ကောင်းပြီကြည့်ကြည့်အောင်အဲ့တော့သူဒီဆရာကို table လေးနဲ့ပြန်ပေးတယ်ဟုတ်ပြီနော်အဲ့ဆရာရေးတာဒါရေးတာရယ်ဒါပေမဲ့ဒီနေရာမှာဘာတွေမှားနေလဲ belief မှားနေတယ်ဟလာအစရှိသဖြင့်ပေါ့နော်အဲ့ subject verb agreement မှားနေတယ်ဆိုတော့ grammar rules ကိုဆရာကိုပြန်ပေးတယ်ဆိုတော့ဒါဆရာရေးထားတဲ့စာကြောင်းဖြစ်တယ်ဒီမှာ it make communication လာအဲ့ it makes the it ဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်မှာ e နောက်မှာ s ပါ it makes okay အဲ့တော့ဒီမှာဒါမှားနေတယ်ဟလာ singular subject ဖြစ်တယ်အဲ့တော့ကြောင့်မလို့ဟလာ singular verb ဖြစ်ကမှာအစရှိသဖြင့်ပေါ့နော်ဒါတွေသူဆရာကို grammar ပြန်ပေးမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့ writing လုပ်ပြီးဆိုတဲ့အခါမှာ IELTS ဖြေမဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်ဟလာ SC ရေးမဲ့သူတွေပဲဖြစ်ဖြစ်အမှနိုင်ငံသားမှာကျောင်းလျှောက်ဖို့အတွက် SOP ရေးမဲ့သူတွေပဲဖြစ်ဖြစ်ဆရာပြောချင်တာတခုကဒီတိုင်း AI ကိုရေးခိုင်းလိုက်တာထက်ဆိုင်လို့ရှိရင်ကိုယ့်ရဲ့ English skills ကိုလည်းအဲ့ဒီ process တခုမှာဘယ်လိုဆို IELTS သွားဖြေမယ်ဆိုလို့ရှိရင် AI ကိုရေးခိုင်းပြီးတော့အလုပ်ချက်ပြီးသွားဖြေနေလို့မရဘူးကိုကတကယ်ကိုရေးတတ်ဖို့လိုရမှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးចောင်းသားတွေအနေနဲ့အဲ့လိုမျိုးလေ့လာနေတဲ့သူတွေအနေနဲ့ဒီလိုရေးလို့ရတယ်ကိုမှားကျင်တဲ့အမှားတွေကိုချရေးပြီးသွားတဲ့အခါမှာ AI ကိုအခုဆရာပြရတဲ့ prompt လေးအတိုင်းပြောတဲ့အခါကျတော့ရှင် AI ဒီဆရာတို့ table like line by line တစ်ကြောင်းပြန်ပြီးတော့ဒါမှားနေတယ်ဘာမှားနေတယ်ဘလို့ grammar ရမှားနေတယ်ဘလို့ spelling ရမှားနေတယ်ဆိုတော့ဆရာတို့ပြန်ရှင်းပြပေးမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါပုံမှန်နေပြောရမယ်ဆိုလို့ရှိရင်အိမ်မှာပေါ့နော် personal tutor ကိုခေါ်ထားတဲ့နီးပါးထက်ကိုပိုကောင်းတယ်ပြောရမယ်ဆိုဆရာတို့ကိုယ်တိုင်ဘေးနားမှာထိုင်ပြီးတော့ဟလာကိုရေးတဲ့အချိန်တိုင်းမှာဒါကတော့မှားနေတယ်ဒါကတော့ဘာကြောင့်မှားနေရဆိုတာမျိုးရှင်းပြနေတဲ့အတိုင်းကို AI ကနေရှင်းပြပေးမှာဖြစ်တယ်အချိန်မွေးနေရပြီးဒီလိုလေ့လာလို့ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ writing ဒီအရန်ကိုလေ့လာရတာလွယ်ပါတယ်ဒါကြောင့်မလို့ဒီ hack ကိုအားလုံးကို writing improve ဖြစ်ဖို့အတွက်ကိုသုံးပါအထူးသဖြင့် IELTS တို့เนาะ SCT တို့ဖြေမဲ့ကျောင်းသားတွေကိုက somewhere ဖြေပြီဆိုတဲ့အခါမှာ exam မှာ writing ကိုယ့်ဘာသာကိုချရေးရမှာအဲ့ဒီခါမှာကိုမှားလေမှားထားရှိတဲ့အမှားတွေကို AI နဲ့ဒီလို practice ကြိုလုပ်သွားမယ်ဆိုလို့ရှိရင်ဘယ် writing class မှာသွားတက်နေစရာမလိုကိုယ့်ဘာသာကိုအိမ်မှာ practice လုပ်လို့ရတယ်အဲ့တော့ကိုရေးတဲ့ဟာကိုပဲ AI ကိုအမြဲတမ်းလိုချပြပေးဖို့လိုတယ်အဲ့ဒါမှသာလေကိုဘယ်နေရာမှာမှားလိရှိတယ်ဟလားငါဒီ subject verb agreement တိုင်းမှာမှားလိရှိလားဟလားငါဒီ spelling တွေမှာဒီစကားလုံးတွေကိုအမြဲတမ်းမှားပေါင်းလိရှိလား plural နဲ့ singular ဟလားအမြဲတမ်းမှားလိရှိအစရှိမဲ့ဒါတွေကိုကိုယ့်ဘာသာကိုသိပြီးတော့စာမွေးမှာကိုယ့်ဘာသာကိုပြင်နိုင်မှာဖြစ်တယ်အဲ့တော့ဒီ tips ဒီ writing အခက်အခဲအရန်ရှိနေတဲ့အကြောင်းသားအကြောင်းတွေအတွက်အရန်သင့်တော်ပါတယ်အဲ့တော့ဒီ prompt လေးအတိုင်းကိုသုံးပြီးတော့ဟလာဆရာအခုဒီမှာရေးထားတဲ့ prompt လေးအတိုင်းကိုသုံးပြီးတော့ကိုယ့်ရဲ့ writing ကို AI ကိုစစ်ခိုင်းလို့ရပါတယ်အဲ့တော့ဆရာ skills သုံးခုပြီးတော့ပြီအခုနောက်ဆုံး skills ကလူတိုင်းအကြောက်ဆုံးတဲ့အခက်အခဲဆုံးအပိုင်းဖြစ်တဲ့ speaking အဲ့တော့ရှေ့က skills 3ခုဘလောက်ပဲကျွမ်းကျင်နေပါစေစကားမပြောရဘူးဆိုလို့ရှိရင်ဆရာတို့အရာမရောက်ဘူးစကားပြောဖို့လူမရှိတဲ့ပြဿနာကိုဆရာတို့ဖြေရှင်းရမယ် hack ကိုဆရာတို့ AI နဲ့သုံးလို့ရတယ်ဒီနီးနားကိုလည်းဆရာတချို့ video မှာလည်းအချိန်ချင်းပြခဲ့ပါတယ်เนาะအဲ့တော့ဆရာတို့ဒီမှာဆက်ကြည့်အောင်ကောင်းပြီ speaking practice ကတော့ဆရာ share video မှာပြခဲ့လို့ပဲ speaking hack မှာဆရာတို့ဒီ AI နဲ့ role play လေးလုပ်ပြီးတော့ဆရာတို့ speaking ကို hack လုပ်လို့ရတယ် practice လုပ်လို့ရတယ်speaking လုပ်မယ်ဆိုလို့ရှိရင်တော့ AI ကိုဆရာတို့ login ဝင်ထားမှရမယ်free မှာဆိုလို့ရှိရင်ပမာဏတစ်ခုအထိပဲစကားပြောလို့ရလိမ့်မယ်premium account တွေကြားတဲ့အခါမှာဒါစကားပြောတဲ့အခါမှာ unlimited ပြောလို့ရမှာဖြစ်တယ်เนาะအဲ့တော့ကောင်းပြီဘယ်လိုပဲဖြစ်ဖြစ်ဒါကိုဆရာတို့အသုံးပြုလို့ရတယ်အသုံးချလို့ရတယ်အဲ့ဒါကြောင့်မလို့ဆရာတို့ကြည့်အောင်စကားပြောမယ်ဆိုလို့ရှိရင်ဆရာတို့ဒီ wavelet icon လေးကို use voice ဆိုလေးကိုဆရာတို့နှိပ်လိုက်တယ်အခုဆိုလို့ရှိရင်ဆရာတို့စပြီးတော့စကားပြောလို့ရမှာဖြစ်တယ်
အဲ့တော့ဆရာအနေနဲ့အမြင်နဲ့လိုပဲ AI နဲ့လုပ်ပြီးဆိုရအောင်ဆရာတို့ဒီ prompt တစ်ခုကိုပေးဖို့လိုရမှာဖြစ်တယ် role တစ်ခုကိုပေးဖို့လိုရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာဆရာပြောချင်တာက IELTS တော့ဖြစ်မဲ့သူတွေဟာ speaking လုပ်ဖို့လိုရဲအဲ့ speaking practice ကိုဆရာတို့ AI နဲ့လုပ်လို့ရအဲ့ဒီပြင်တိုးနေတော့ပဲနိုင်ငံသားမှာအလုပ်ရှာနေတဲ့သူတွေအလုပ်ရှောက်နေတဲ့သူတွေဟာ interview ရှိရ interview မှာကိုယ်ဘာတွေမေးနိုင်လဲဟာလာ interviewer အနေနဲ့ဒါတွေကိုလည်းဆရာတို့ AI နဲ့ practice လုပ်လို့ရမှာဖြစ်တယ်အဲ့တော့ကောင်းပြီဆရာတို့ကြည့်ကြည့်အောင် Hey, are you there? I'm right here, Saya Harry. Ready whenever you are. What are we diving into today for the tutorial? Okay, error ဆရာဒီ connection ကိုစမ်းကြည့်ရဖြစ်တယ် error အခုဆရာဒီပထမဆုံး prompt တစ်ခုစပေးမှာဖြစ်တယ် I want to practice for a job interview. You are the hiring manager. Ask me one question at a time, wait for my answer, and then give me feedback on my grammar before asking the next questions. Absolutely, Saya Harry. Let's jump right in. First question. Can you tell me about a time you had to solve a difficult problem at work? ကောင်းပြီနော်အဲ့တော့ဆရာဒီ AI ကို interview role play တခုလုပ်လိုက်တယ်သူ့ကိုဆရာ hiring manager အနေနဲ့ထားရဲအဲ့တော့ဆရာဒီ interview မှာဟာလာကိုတကယ် interview သွားပြီဆိုတဲ့အခါကျလို့ရှိရင်ဘယ်လိုမေးခွန်းတွေမေးနိုင်လဲအဲ့ဒါကြီးကောင်းကိုမေးပေးပါဆိုပြီးတော့ဆရာပြောပြီးတော့ဆရာ practice လုပ်လို့ရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာဘယ် role မဆို AI ကိုဆရာတို့ပေးတဲ့ရနေရာငါတငယ်ချင်းဖြစ်နေပေးပါလားနေရာငါboss ဖြစ်နေပေးပါနေရာငါရဲ့ဟာလာ hiring manager ဖြစ်နေရာငါရဲ့IELTS examiner အနေနဲ့နေပြီးအစရှိရင်ဆရာတို့ပေးပြီးတော့ဆရာတို့ဒီနေရာမှာ practice လုပ်လို့ရမှာဖြစ်တယ်ကောင်းပြီအဲ့ skills ၄ခုလုံးဆရာပြပြီးသွားပြီ AI နဲ့ဆရာတို့ဘယ်လို hack လုပ်လို့ရလဲဆိုတာအဲ့နောက်ဆုံး bonus skills တခုဆရာပြချင်တာပါလေဆိုတော့ vocabulary ဥပမာအပြင်ပြောရမယ်ဆိုလို့ရှိရင်ဆရာ set တခုအောင်ဘယ်လောက်ကောင်းကောင်းဒီ skills တွေကဘယ်လောက်ကောင်းနေပါစေစီမရှိရင်မအောင်လို့မရဘူးအဲ့တော့စကလုံးမကျွဲဝအောင်ဆိုလို့ရှိရင်အဲ့ဒီ skills တွေကိုဘလို့ပဲကိုကအပြည့်ဝနေပါစေကိုစကလုံးအတုံးတုံးကျွဲဝဖို့မရှိတဲ့အခါမှာလှလှပပဖန်တီးလို့မရဘူးအဲ့တော့ဆရာဒီ dangerous ဆိုတဲ့စကလုံးကို DANGEROUS dangerous ဆိုပြီးတော့ဆရာငယ်ငယ်တော့လို့အော်ပြီးတော့အလွတ်ကျက်နေမယ်အစားမြင်ဆရာတို့မှတ်မိလွယ်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ AI နဲ့ဆရာတို့လေ့လာလို့ရမှာဖြစ်တယ်အဲ့တော့အတူတူကြည့်အောင်အဲ့ဒီ hack မှာဆရာကပြောသလိုပဲ full skills မှာကိုကဘယ်လောက်ကျွမ်းစကားလုံးတွေကိုကိုကလှလှပပမပြောတတ်ဘူးဆိုလို့ရှိရင်ကိုစကားပြောတဲ့အခါမှာအတိတ်နဲ့တစ်ခုမှာနက်ရှိုင်းပြောဖို့အတွက်အရင်ခင်ရင်အဲ့တော့ဥပမာထားပါတော့ကိုကnegotiation ဆိုတဲ့စကားလုံးတစ်လုံးကိုကလေ့လာနေဒါပေမဲ့အဲ့တော့ကိုမမှတ်မိဘူးအဲ့တော့မှတ်မိအောင်ဘယ်လိုလုပ်မလဲ AI နဲ့ဆရာတို့ practice လုပ်လို့ရတယ် AI နဲ့ဆရာတို့လာဒီစကားလုံးတစ်လုံးကိုမှတ်မိအောင်ဆရာတို့ practice ဘယ်လိုလုပ်မလဲဆိုတော့ဒီ prompt လေးနဲ့ဆရာလုပ်ပြမယ်အဲ့ဆရာဒီငါ negotiation ဆိုတဲ့စကားလုံးငါလေ့လာဒါပေမဲ့ငါမမှတ်မိဘူးပေါ့နော်အဲ့ဒါကြောင့်ငါ့ကို sentence 3ခုပေးပထမတစ်ခုက casual conversation မှာဆရာဘယ်လိုသုံးလို့ရလဲနောက်တစ်ခုက formal business မှာဆရာဘယ်လိုသုံးလို့ရလဲပြီးွားတဲ့အခါမှာ news headline တွေနဲ့ဆရာတို့ဘယ်လိုသုံးလို့ရလဲအဲ့စကားလုံးတစ်လုံးကိုဆရာတို့က negotiation ဆိုပြီး time အလွတ်ကျက်နေပဲအစား negotiation ကိုအလွတ်ရသွားရဆိုတော့ဒါကိုဘယ်လိုသုံးရမှန်းမသိဘူးဆိုလို့ရှိရင်ဆရာတို့အနေနဲ့အလကားပဲဒီစကားလုံးကိုစာလုံးပေါင်းတတ်တာပဲရှိရဲတကယ်လက်တွေမှာအသုံးမချတတ်ဘူးအဲ့ဒါကြောင့်မလို့ဒီလိုမျိုး AI နဲ့ဆရာတို့ prompt ရေးပြီးတော့ဆရာတို့ example ပေးခိုင်းခြင်းအဖြစ်ဆရာတို့ဒီစကားလုံးကိုတကယ်လက်တွေ့ context တစ်ခုမှာဘယ်လိုသုံးလို့ရလဲဆိုတာဆရာတို့သိတော့မှာဖြစ်တယ်နောက်အဲ့ကောင်းပြီကြည့်ကြအောင်casual conversation မှာဆိုလို့ရှိရင်ဒီလိုမျိုးသုံးလို့ရတယ်ဟုတ်လားformal business မှာဆိုလို့ရှိရင်ဆရာတို့ဒီလိုမျိုးသုံးလို့ရတယ်ဟုတ်လား news headline တွေမှာဆိုလို့ရှိရင်ဆရာတို့ဒီလိုမျိုးသုံးလို့ရတယ် now this is just an example အဲ့တော့ဒီနေရာမှာ prompt ကိုကဘယ်လိုစကားလုံးတွေကိုဆက်လေ့လာခြင်းလဲအဲ့ဒီအဖြစ်မှာကိုက casual conversation မဟုတ်ဘူးဟုတ်လားတခြားဘယ်လိုမျိုး context တွေမှာသုံးတာကိုသိချင်တယ်ဆိုလို့ရှိရင်ဆရာတို့ AI နဲ့အတူတူ practice လုပ်လို့ရမှာဖြစ်တယ် AI နည်းပညာတွေကအရန်ကိုမြင်ဆက်ကိုတိုးတက်ပြောင်းလဲနေအဲ့တော့ဆရာတို့အနေနဲ့ကြောက်နေမလားဒါမှမဟုတ်လို့ရှိရင်ကိုဘဝတိုးတက်ဖို့အတွက်ကိုဘဝအရှိရောက်ဖို့အတွက်ကိုသုံးချမလားဒီနှစ်ခုပဲဆရာတို့စဉ်းစားမှာဖြစ်တယ်အဲ့တော့ဒီဗီဒီယိုမှာဆရာ hack 9ခုကိုပြခဲ့တယ်ဒီ hack 9ခုကိုသုံးပြီးတော့ English 4 skills ကိုကောင်းတိုးတက်အောင်လေ့လာလို့ရတယ်လေ့ကျင့်လို့ရတယ်အဲ့တော့ဒီ hack 9ခုကိုသုံးပြီးရတဲ့အခါမှာကိုယ့်အတွက်ဘယ်လောက်တိုးတက်လာလဲဘယ်လောက်ကောင်းလာလဲဟလာဘာတွေလိုအပ်ချက်ရှိတယ်ဆိုတော့လည်း comment မှာဆရာကိုရေးပြီးတော့ဆွေးနွေးလို့ရတယ်ပြောပြပေးလို့ရတယ်အဲ့ဒီခါကျမှသာလေဆရာဒီနောက်ဗီဒီယိုမှာပို့ပြီးတော့ကောင်းတဲ့ hack တွေကိုဘယ်လိုသုံးလို့ရအောင်လဲဆိုတော့ဆရာစဉ်းစားပြီးတော့ညှော်ပေးလို့ရမှာဖြစ်တယ်အဲ့တော့အားလုံးကိုကျေးဇူးတင်တဲ့ဆရာတို့နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်ဆုံကြမယ်